မြန်မာလူမျိုးတွေကြတော့တာရု3ချိန်ခေါ်တယ်။ပိဋကတ်ထဲမှာကတာရု3ချိန်ခေါ်တာမရှိဘူး။တာရု2ချိန်ခေါ်တာပဲရှိတယ်။နော်။မြန်မာတွေကတော့ဘာလို့3ချိန်ပေါ့နော်။နမောတတရှိခိုင်းလည်း3ချိန်။တာရုခေါ်ရင်လည်း3ချိန်တစ်ခုခုလို့ရင်3ချိန်ပေါ့နော်။အဲ့တော့တရားစာပေထဲမှာကတော့တာရုခေါ်တာက2ချိန်ပဲပါတယ်။ဘာဖြစ်လို့တာရု2ချိန်ခေါ်တာလဲဆိုတော့တာရုခေါ်ရတာကသူကဦးဇင်းတို့စာပေထဲမှာဒီထဲမှာပါဠိတရားတွေလေ့လာမှုတဲ့တရားဓမ္မတွေပိုင်းနဲ့သိမယ်။ဦးဇင်းတို့အာမေဒိတ်တို့ဝမ်းမြောက်ဝမ်းသာဖြစ်တာတို့ပေါ့နော်။ထိတ်လန့်တာတို့ဆိုလို့ရှိရင်သူက2ချိန်ဆိုရတယ်ဆိုတာတရားဂရမရှုထောင့်တာပေါ့နော်ဥပမာဦးဆုံးကြောက်စီရကောင်းတဲ့လမ်းသွားရင်းနဲ့မွေးတွေ့တယ်ဆိုရင်ဟိုမွေးလို့တခွန်းနဲ့မဟုတ်ဘူးလေမွေးလို့တစ်ခါអော်လိုက်ကြတာများတယ်လေအတန်ဆင့်ပြီးတော့လေကြောက်နေတဲ့ခါမျိုးတွေမှာဟိုတခိုးတွေပါတွေ့ရင်တခိုးလို့2ချိန်လောက်ဆင့်ပြီးអော်ကြတာများတယ်လေမီးလောင်နေတာတွေ့လို့ချင်းလည်းမီးလို့2ချိန်လောက်អော်လိုက်ကြတာများတယ်အဲ့လိုမျိုးကြောက်နေတဲ့ခါမျိုးတွေမှာ2ချိန်អော်တယ်တဲ့နောက်တစ်ခါဝမ်းမြောက်ဝမ်းသာဖြစ်တဲ့ခါမျိုးတွေမှာလည်း2ချိန်អော်တယ်တဲ့နော်ဒါအော်ဝယ်တွေကြုံတဲ့ခါမှာလည်း2ချိန်ခေါ်ပါတယ်ဆိုပြီးတော့စာပေထဲမှာအဲ့လိုပြောတာဟို3ချိန်ခေါ်တယ်4ချိန်ခေါ်တယ်ဆိုတာဒါသူ့တပည့်နဲ့သူမဟုတ်ဘူးပေါ့နော်သူတို့ရဲ့ grammar ရှုထောင့်အရာကအအော်ဝယ်တွေကြုံတဲ့အခါမှာဝမ်းမြောက်ဝမ်းသာတွေကြုံတဲ့အခါမှာနော်ထိတ်လန့်စရာတွေကြုံတဲ့အခါမျိုးတွေမှာဟိုစကားအတန်တစ်ခုကို2ချိန်ဆိုလေးရှိတယ်ပေါ့နော်ဒါကြောင့်တာရုလို့2ချိန်ပဲခေါ်တယ်လို့ဆိုလိုတာမြန်မာတွေကတော့2ချိန်ခေါ်တယ်ဆိုရင်ဘာလဲ1ချိန်ကဘာဖြစ်လို့လဲဆိုတာမျိုးတွေလောက်ကြတာပေါ့နော်မဟုတ်ဘူး2ချိန်ခေါ်ရတယ်ဆိုတာ grammar ရှုထောင့်ကအရာ2ချိန်ခေါ်ကြခြင်းဖြစ်ပါတယ်တဲ့နော်ကောင်းပြီဒါကဘုဒ္ဓတာလေးတစ်ခုဈာညံပြောပြတာတာရု2ချိန်ခေါ်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့နော်